ဖြစ်တယ်လားအဲ့ဒါမိမလို့သူကမန်ယူပွဲကြည့်ဖို့အတွက်တနေ့ကင်းလုံးအိတ်ပြီးတော့လက်ဖက်တွေတုပ်ပြီးတော့အားကျိုးမှန်တက်ပြင်းစင်းနေတဲ့အချိန်မှာဒင်းက KBD ကပတ်စံတသိန်းယူပြီးတော့အာကြီးဘက်ကသွားလောက်နေတဲ့အခုနှင်ချလိုက်ပြီအဲ့ဒါမှကို့အထုပ်နဲ့ကိုကြောင်းနင်းစင်းလိုက်တော့ဒီညနေငါအခက်မှမအိတ်နဲ့ဒီညမန်ယူဟာဒီညတိတ်တော့အာကြီးတိတ်ပါလေကြာအေးရတဲ့အနေနဲ့ငါလည်းပြိုင်မယ်နင်းတကယ်လို့မန်ယူနိုင်သွားလို့ရှိရင်နင်းတပတ်စာမို့ကိုဖြတ်ခံရမယ်ဖြတ်အေးဒါပေမဲ့ဘာရှောင်းရင်နေရှောင်းရင်နေတပတ်လုံးနေဟင်းချက်ကနော်โอเคကြိုက်တယ်ယောက်ျားကတိတပတ်စာမို့ကိုဖြတ်တယ်နင်းအခုလောလောဆယ်နင်းငါ့ကိုအတိုက်ခံလုပ်တဲ့အတွက်နင်းငါခန့်နေစင်သွားကိုအောင်လေးခန့်မှာသွားအေးသွားငါခန့်မှာမအိနဲ့နင်းထုတ်နေယူသွားယူပါကြောင်းပွဲမပြီးသေးဘူးနော်ပွဲပြီးမှဖြစ်ဒါပေမဲ့ပွဲပြီးတာမပြီးတာအဲ့ဒါယောက်ျားကတိမင်းကတိဒါလာမပြောနဲ့အခုလောလောဆယ်နင်းငါ့ကိုအတိုက်ခံလုပ်တဲ့အတွက်နင်းအခက်မှာမအိနဲ့သွားစင်ငါတုတ်ထိုင်လက်ဖက်တုတ်လည်းလာမစားနဲ့သွားဒါမှ